မန်စီးနဲ့အာဆင်နယ်ကတော့တီးပြခဲ့တဲ့ကာရင်ယူနိုက်တက်ကို9ပွဲဆက်နိုင်ပွဲပုံဖော်ပေးနိုင်မလားပရိသတ်များဝဲမိလာများရှေးအိုင်မက်ခွန်ရှေကောအွန်လိုင်းချက်ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါတယ်အမေရိကန်မန်ချက်စတာတဲ့ရဲ့နီးပြအပြင်ပရီးမီးယားလိမှာ2ပွဲဆက်လိုက်နိုင်ပွဲရရှိဖို့အတွက်10လလောက်အထိအချိန်ယူဆောင်ဆိုင်ကြတာအားလုံးသိပဲဖြစ်ပါတယ်ဒါပေမဲ့ကာရင်ကတော့အဲ့ဒီအမေရိကန်အတွက်ခက်ခဲတဲ့မှတ်တိုင်ကိုနီးပြအပွားပထမဆုံး2ပွဲတည်းနဲ့အားအသင်းစရာကောင်းလောက်အောင်စွမ်းဆောင်ပြသွားနိုင်ခဲ့တာပါပေါ်ပြီးထူးခြားတာကတော့အဲ့နိုင်ပွဲတွေဟာတာမန်အသင်းတွေစီကနေရခဲ့တာမဟုတ်သလိုမျိုးကန်ပြန်ဘက်မန်စီးတီးနဲ့အမှတ်ပေးစရာထိကအာဆင်နယ်တို့လိုအသင်းကြီးတွေကိုအဝဲကွင်းမှာဖြုတ်ထုတ်ပစ်ပြီးတော့ရယူခဲ့တာဖြစ်ပါတယ်။ကားရဲ့နေပြပွားမှတ်တမ်းကိုအမေရီနဲ့ရှင်ကြည့်မယ်ဆိုရင်တော့ရရှိခဲ့မှုတဲ့အောင်မြင်မှုတွေနဲ့ဖလားအရေးအတွက်မှာအများကြီးနောက်ကောက်ကျနေတာအမှန်ပဲဖြစ်ပါတယ်။ဒါပေမဲ့အမေရီမှာလုံးဝမရှိတဲ့အပြင်သူဘလုံးမလုံးနိုင်တဲ့အရေးကြီးဆုံးလက်နက်တစ်ခုဖြစ်တဲ့ပရီးမီးယားလိနဲ့ကျွမ်းဝင်မှုကိုတော့ကားရိတ်ကအပြည့်အဝပိုင်ဆိုင်ထားပါတယ်။ကားရိတ်ဟာဒီပရီးမီးယားလိမြက်ခင်းပြင်ပေါ်မှာနှစ်ပေါင်းများစွာကစားမပွားနဲ့ကုံဆုံးခဲ့ပြီးစပလာပေါင်းများစွာကိုကိုယ်တိုင်ကံမြောက်နိုင်ခဲ့တဲ့ကနဝင်တယောက်ဖြစ်လို့ဒီလေးရဲ့သဘာဝကိုနှမ်းဆက်သိမြင်နေသူပါဒီလေးထဲမှာဘယ်လိုကစားရမလဲဒီကိုရောက်လာတဲ့ကစားသမားတွေကဘယ်လိုပုံစံနဲ့တိုင်းစစ်ဆင်လာတယ်လဲဆိုတာသူကအတွေ့အကြုံရကြည့်ုံနဲ့အကုန်လုံးနားလည်နေတာဖြစ်ပါတယ်ဒါကြောင့်လည်းသူအသင်းကိုကင်တွယ်တဲ့အချိန်တော်အတွင်းမှာပရီးမီးယားလိရဲ့ကစားရတဲ့ကျင်းသားရပြီးသားဖြစ်တဲ့ United ကစားသမားတွေကိုလူမန်နီယာမန်စီပြန်ပို့ပေးပြီးကစားစီခဲ့တာဖြစ်ပါတယ်အမိုင်လက်ထက်မှာနေရာမှာပြီးရုန်းကန်နေရတဲ့ကစားသမားတွေကိုသူတို့ရဲ့အစွမ်းကုန်အသုံးချနိုင်မယ့်နေရာတွေစီပြန်ပို့ပေးလိုက်တဲ့ရလက်ကတော့အခုမြင်တွေ့နေရတဲ့အမကန်အောင်ပွဲတွေပဲဖြစ်ပါတယ်။တကယ်တော့မန်ယူအသင်းမှာရှိနေတဲ့ကစားသမားဟောင်းတွေရောအသင်းရောက်လာတဲ့ကစားသမားအသစ်တွေပါသူတို့ရဲ့ကိုယ်ပိုင်ရေးချင်းအရာတကယ်ကိုထူးချွန်တဲ့ကစားသမားတွေပါအဲဒီကစားသမားတွေရဲ့ခြေစွမ်းထက်မြက်မှုကိုဘယ်လိုပုံစံနဲ့စနစ်တကျထုတ်ယူသုံးစွဲမလဲဆိုတဲ့အချက်ပေါ်မှာပဲမူတည်ပြီးတော့အသင်းအောင်မြင်မှုကမူတည်နေတာဖြစ်ပြီးဒါကိုကားရိတ်ကအကောင်းဆုံးလုပ်ပြသွားခဲ့တာဖြစ်ပါတယ်။လက်ရှိမှာတော့ United ကကားရိတ်လက်ထက်မှာ2ပွဲနိုင်ထားပြီးပါပြီ။ဒါအမေရိကန်လက်ထက်မှာလုံးဝမလုပ်ပြနိုင်ခဲ့တဲ့9ပွဲဆက်နိုင်ပွဲကိုရောက်ဖို့အတွက်နှီးစပ်လာတာဖြစ်ပါတယ်။လာမယ့်ပွဲတွေကလည်း United အတွက်တိတ်ကိုမခက်ခဲတာမို့9ပွဲဆက်နိုင်ပွဲကလက်တွေ့ဖြစ်လာနိုင်ပါတယ်။အရင်ဆုံး United က Old Trafford မှာဖွယ်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ဖွယ်ကအခုအဆင့်9မှာဖြစ်ပြီးတော့ချိန်စွမ်းကလည်းတော်လေးကိုကောင်းနေပါတယ်။သူတို့ကနောက်ဆုံး10ပွဲမှာတပွဲပဲရှုံးထားတာဆိုတော့မခေတဲ့အသင်းမှာ Harry Wilson ကလည်းဂိုးတွေဖန်နေပြီးချိန်စွမ်းပြနေပါတယ်။ဒါပေမဲ့ United ကဖွယ်နဲ့တွေ့ရင်စင်လာရတော်တော်အသာရလေးရှိပါတယ်။နောက်ဆုံး Premier League ပွဲ20မှာတပွဲပဲရှုံးခဲ့ဘူးလားဆိုတော့ကားရီအတွက်ကတော့ခွင့်ရပါပဲ။စပါကိုလည်း United တို့အိမ်ကွင်းမှာပဲလက်ခံကစားရမှာပါ။စပါကတော့နီးပြတော်မန်ဖရန်လက်ထက်မှာတော်လေးကိုရုန်းကန်နေရပြီးအဆင့်14ထိတောင်မှကြာသွားတာဖြစ်ပါတယ်။ကိုယ်အိမ်ကွင်းမှာတော့နိုင်ဝဲရောက်ဖို့ခက်နေတဲ့စပါကိုဝဲကွင်းပိုတောင်ဆိုတဲ့အခြေစွမ်းရှိပါတယ်။နောက်တစ်ပွဲကတော့ဝေဆန်ကိုဝဲကွင်းမှာတွားရင်ဆိုင်ရမှာပါ။ဝေဆန်ကတန်းစင်စုံနာရောက်နေပေမဲ့နောက်ဆုံးပွဲမှာစပါကိုနိုင်ထားတော့ယုံကြည်မှုပြန်တက်နေပါတယ်။ဝဲကွင်းဆိုပေမဲ့ကာရီရဲ့နီးစနစ်ကတည်ငြိမ်နေတော့ United ပဲအနိုင်ရဖို့ရည်ပန်းစားနေစေပါ။ကာရီအနေနဲ့ United တို့မရတာကြာပြီဖြစ်တဲ့9ပွဲဆက်နိုင်ပွဲကိုအရယူပေးနိုင်မလားဆိုတာကတော့ဆက်လက်စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာဗီဒီယိုကလောက်ပါပဲ။နောက်နေ့မှလည်းအားကစားရေးပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ။